နကကျွန်တော်တို့ဒီဖြုံနီးတင်ပေးထားတဲ့ဒီ client လေးပဲပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ဒါလုံးနဲ့နီးလေးဒါပြန်ပြီးကျွန်တော်တင်ပေးမှဖြစ်တယ်ပေါ့နော်အဲ့ကျတော့ဒီကျွန်တော်တို့ဒါကတော့ဒီကျွန်တော်ဖြုတ်တာလဲ plan နဲ့ပဲဖြုတ်တာပဲကျွန်တော်တို့ဒီလုံးလာလဲဒီ black ခုံနဲ့ပဲကျွန်တော်ဒါလုံးပြီးလုံးပြီးမှာပေါ့နော်လုံးပြတယ်အဲ့ကျတော့ကျွန်တော်တို့ကဒီမှာဒီကျွန်တော်တို့ဒီမှာကကျွန်တော်ဒီမှာတစ်ချက်ဒီနားအသေးလေးကိုပြအောင်နော်ဒီမှာကျွန်တော်တို့ဒီကောင်ကစီဝင်တဲ့အပေါက်ပဲပေါ့နော်ဒီ grind shed ကိုကျွန်တော်တို့ဒီပြောမယ်ဆိုလို့ရှိရင်သူကဒီ grind shed ကိုကျွန်တော်တို့ဒါစီဝင်ပြီးတဲ့အပေါက်ပေါ့အဲ့ကြတော့ဒီအပေါက်ကဒီမှာစီပေါက်ဒီချက်ပေါက်တဲ့မှာသူကစီဝင်တဲ့အပေါက်လေးပါတယ်ဒီမှာဒီပေါက်လေးနော်အဲ့ကြတော့ကျွန်တော်တို့ဒီမှာ shed မှာလည်းစီပေါက်ပါတယ်ဒီမှာစီပေါက်လေးပါတယ်နော်အဲ့စီပေါက်ကကျွန်တော်တို့ဒီချက်ပေါက်တဲ့မှာထည့်ရမယ်နော်ချက်ပေါက်တဲ့မှာကျွန်တော်တို့ထည့်ပြီးတော့လုံးဝမှာပေါ့နော်လုံးဝမှာဆိုတော့ကျွန်တော်တို့ဒါကတော့အနီးကပ်သေးသေးပြပေါ့အဲ့ကြတော့ကျွန်တော်တို့မလုံးခင်မှာကျွန်တော်စီလေးအနေငယ်ကျွန်တော်တုတ်မှာပေါ့နော်စီလေးအနေငယ်တုတ်ပြီးလို့ရှိရင်ကျွန်တော်တို့ခုနအတိုင်းလေးပဲပြောထားတဲ့အတိုင်းလေးပဲဒီမှာတက်လိုက်မယ်တက်ပြီးတော့ကျွန်တော်တို့ကဒါကိုတက်ပြီးတော့ plan နဲ့နင်းမချဘူးကျွန်တော်တို့တက်မတက်ဘူးကျွန်တော်တို့အရင်ကြည့်မယ်ပေါ့နော်ရှက်က plan နဲ့ထည့်ဦးမှာဆိုတော့ထည့်မှာဆိုတော့ကျွန်တော်တို့ဒီရှက်ကခလေကောင်တက်မှာမတက်နေပဲနဲ့ကျွန်တော်တို့ကတေးတယ်ပြီးတော့ပလက်ကြီးနဲ့နင်းချမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီရှက်ကလိန်သွားတာတို့နောက်ပြီးတော့ကျွန်တော်တို့ဒီကတိုင်းကချိန်မရတော့တာဘာလို့ဖြစ်တတ်တယ်နောက်ပြီးတော့ဒီရှက်ပေါ့သွားတာဘာလို့ဖြစ်တတ်တယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့အနေငယ်ဒီဘက်မှာပါနေပေါ့နော်အဲ့ဟာကိုကျွန်တော်တို့စန္ဒတက်အောင်ထည့်ရတာပေါ့နော်ဒါဆိုကျွန်တော် plan နဲ့နင်းထည့်လို့ရပြီပေါ့နော်ဒါတော့ကျွန်တော်တို့ပလဲရှိတဲ့ဒီဆရာတွေဆိုလို့ရှိရင်တော့ဒါတုံးလို့အဆင်ပြေပေါ့နော်ပလဲနဲ့ထည့်ပါပေါ့ကျွန်တော်တို့တကယ်လို့မှကိုကလုတ်တက်ချင်တယ်လေးလံထားပြီးလုတ်တက်ချင်တယ်ဆိုလို့ရှိရင်လည်းနောက်ရက်ကျော်လို့ရှိရင်ကျွန်တော်ကဒီရှက်ကိုကျွန်တော်ရိုက်ထည့်တဲ့နီးပေါ့နော်ရိုက်ထည့်တဲ့နီးလေးလည်းကျွန်တော်တင်ပြီးမှဖြစ်ပါတယ်တော့ဒီနှစ်ချမ်းဆွတ်တဲ့နေရာမှာလဲကျွန်တော်ဒီအပေါ်ကနေပေါ့တဲ့တဲ့ကနေပေါ့နော်ကျွန်တော်ဒီမှာအောက်ကအချမ်းကိုကျွန်တော်တို့မင်းကြီးတစ်ချက်ကျွန်တော်တို့ကအရင်စစ်မယ်ဒါဆိုလို့ရှိရင်ဒီမှာလိမ့်နေတယ်ဆိုလို့ရှိရင်အဲ့လိမ့်နေတဲ့ဟာကိုကျွန်တော်တို့ကညီအောင်လောက်ရမှာပေါ့နော်ဒီမှာတစ်ချမ်းလိမ့်နေတာနော်အဲ့လိုပေါ့အထက်အောက်ကိုကျွန်တော်တို့မညီတဲ့ဟာကိုလိမ့်နေအောင်တက်အောင်လုပ်ရမှာကျွန်တော်တို့ကတေးကြအောင်လေးဒီချိန်ပြီးတော့မှပလက်နဲ့နင်းထည့်တယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့ဒီကတိုင်းကကျွန်တော်တို့မငြိမ်ပြအကြောင်းမရှိဘူးပေါ့နော်ဟိုရှက်ချောင်းမာတွေရှက်ပေါ့မာတွေဒါမစိုးရင်တော့အဲဆိုရင်ကျွန်တော်ထည့်လို့ရပါ
ဆိုရင်ကျွန်တော်ဒါကရိုင်းနှစ်ချမ်းဒါလုံးလို့ပြီးသွားပြီပေါ့နော်ကရိုင်းနှစ်ချမ်းလုံးလို့ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒါကိုဒီမှာခြံပေးရမယ်နော်ဒီမှာခြံပေးရမယ်ဆိုတော့ကျွန်တော်တို့အဲ့ကောင်ကဓာကြီးညားလို့လည်းမရဘူးဒီမှာဒီကောင်ကကျွန်တော်အနှဲငယ်ခြံပေးရမယ်နော်တားကြီးကျွန်တော်ဓာကြီးကိုအစီးလုတ်ပေးထားလို့မရဘူးအစီးလုတ်ပေးထားမယ်ဆိုလို့ရှိရင်ကျွန်တော်တကယ်လို့ဒီဆိုင်ကတားကြီးဓာကြီးကကတ်နေတယ်ဆိုလို့ရှိရင်ကျွန်တော်ဒီဆိုင်ကကိုအင်းချင်းနှိုးလိုက်တဲ့အချိန်မှာခက်မသိလို့လီဘာဆွဲလိုက်လို့ရှိရင်ဒီကိုနှစ်တင်းဂျမ်းညက်သွားပြီးတော့ကျွန်တော်တို့ဂျမ်းပြန်ပြီးဂျမ်းပြစ်တာမျိုးတွေဖြစ်တတ်တယ်အဲကြတော့ကျွန်တော်တို့ကဒါကိုကျွန်တော်အနှဲငယ်ခြံရမယ်နော်အနှဲငယ်ခြံရမယ်ဆိုတော့ခုနကကျွန်တော်ဒီပြောတဲ့ဒီစီပေါက်ကလေးကအရေးကြီးရဘာလို့အရေးကြီးလဲဆိုရင်ကျွန်တော်တို့ဒီရက်ဝင်လာတဲ့စီကကျွန်တော်တို့ဒီကိုနှစ်တင်းချောင်းကိုစီပို့ပေးတယ်အဲ့ကိုနှစ်တင်းချောင်းကနေမှဒီမှာထိပ်ပေါက်မှာထိပ်မှာအပေါက်လေးနှစ်ပေါက်ပါတယ်အဲ့ပေါက်လေးနှစ်ပေါက်ကနေမှကျွန်တော်တို့ရှေ့ကနေစလစ်နဲ့ပင်စတင်ကိုလှမ်းပြီးတော့ဒီကောင်ကနေမှအင်ဂျင်ဝိုင်ကိုလဲပတ်ပေးတာဒီအပေါက်လေးနှစ်ပေါက်ကနေနော်အဲ့ကြတော့ကျွန်တော်တို့ဒီကရိုင်းလုံးတဲ့နေရာမှာဒါအရေးကြီးတဲ့အချက်လေးတွေပေါ့နော်ဒါလေးအထူးပြီးယူဆိုင်ရမယ်အဲ့တော့ကျွန်တော်အခုဘောတက်မယ်တော့မင်းဘောထည့်တာပေါ့ဒါတော့တကယ်တမ်းတော့ခက်ခဲကြီးရလို့တော့မဟုတ်ဘူးဒီကောင်လေးကဒါယူကျွန်တော်ဘိန်းရဆိုတော့ဒါပြောမယ်ဆိုဒီကောင်လေးကဒါ110 125ကျွန်တော် C90 ဒါတွေအတူတူပဲလုံးပုံလုံးကြီးရဘာမှဟုတ်လို့တားကြီးကွဲလွဲသွားမှာမရှိဘူးနောက်ကျွန်တော်တို့ကလစ်တို့စကူဘီတို့တော့ဒါမျိုးကရိုင်းနေတို့ကျွန်တော်သုံးဘိန်းကရိုင်းနေတို့ဒါမျိုးတွေကျွန်တော်နည်းနည်းလေးတော့ဒီကောင်လေးကခယူးဆိုင်ရတယ်ကိုကျော်ဒီမှာပြီးသွားပြီဆိုပင်ရဒီတိုင်းတက်ချင်တယ်ကျွန်တော်တက်လို့မရဘူးမရဘူးဆိုတော့ကျွန်တော်တို့ဒီမှာဒီပင်ရ line လေးရယ်ကျွန်တော်တို့ဒီမှာပါတဲ့နော်ကိုနှစ်တင်းရှက်တန်ကျွန်တော်အပေါက်လေးရယ်ကိုတဲ့ချိန်တက်နော်ဒီမှာဒီ line လေးရယ်ဒီအပေါက်လေးရယ်ဒီအပေါက်လေးရယ်သုံးခုညီအောင်ထားရမှာနော်အဲ့ဒါမှကျွန်တော်ဒီ timing ပင်ရကတဲ့မှာပေါ့ဒီပင်ရတဲ့နေရာမှာနည်းနည်းဒီကျွန်တော် plan နည်းရတာပေါ့လာလေးလာပေါ့နော်ပေါ့တယ်ဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ကဝက်ချော့ဆရာလာလုပ်တဲ့ဝက်ချော့ဆရာကိုပုံမှန်လေးပြောပြကျွန်တော်ရှက်ပေါ့တဲ့အတွက်ဒါခုနှစ်တင်းကိုဒီကရိုင်းကိုကျွန်တော်တွင်းကုန်းမှာရှက်ဖို့တာလုပ်မလားဒါမှမဟုတ်လို့ရှိရင်လည်းကျွန်တော်
ဂဟိစပေါ့တွဲမလားပေါ့နော်ဒါမျိုးလေးတွေကကျွန်တော်တို့ကပြောပြရတယ်အဲ့ကြတော့ကျွန်တော်အခုချိန်မယ်ပေါ့နော်အဲ့ကြတော့ဒီမှာကျွန်တော်ဒီမှာတော်တော်กว่าရယ်နော်တော်တော်กว่าရဲဆိုတော့ကျွန်တော်ချိန်မယ်ခုဒီမှာဒါကျွန်တော်တို့ဒါဒီချိန်ထားတာမြင်ရတဲ့ဒါအနေထားပေါ့နော်ဒီမှာဒါဆိုပါလေးပဲကျန်တော့တယ်နော်ပါလေးပဲကျန်တော့တယ်ကျွန်တော်ပါလေးဘယ်လောက်ပဲကျန်တော့နော်အဲ့ကြတော့ကျွန်တော်တို့ကနော်လုံးဝဒါဆိုလို့ရှိရင်အငြိမ်ဖြစ်သွားပြီနော်ဒီမှာဒါမသိကြတော့ဘူးဒါကျွန်တော်ဒီလက်ကအောက်ကလက်ကဒီထောက်ထားတဲ့လက်ကမငြိမ်နေလို့မလို့နော်အဲ့ကြတော့အမှကျွန်တော်တို့အကုန်လုံးဒါလုံးပုံလုံးလေးကိုဒါအစင်းနေတာကျွန်တော်တင်ပြရပါတော့နော်ဒါချိန်တာရောလုံးတာရောဒါကျွန်တော်ဒါပလက်နဲ့ချိန်ပြီးတော့ဒါပလက်နဲ့လုံးတာပေါ့နော်အဲ့ကြတော့ကျွန်တော်တို့ကဒီကတိုင်းတွေလုံးတဲ့နေရာမှာကျွန်တော်တို့ဒါဂရုတစိုက်လေးလောက်ရတယ်ပေါ့နော်အခုကျွန်တော်တို့တရားသူလို့ရှိရင်အခုလက်ရှိကျွန်တော်လုံးပြသွားတဲ့အနေထားမှာဆိုဒါလုံးဝဒါကျွန်တော်ပြီးသွားပြီပေါ့နော်အဲ့ဒါအနေထားလုံးဝပေါ့လေးရယ်ဒီကတိုင်းတွေပါလေကျွန်တော်တို့ဒီမှာလုံးဝဒီဟိုဟာတွေက main shed တွေကကျွန်တော်တို့အငြိမ်နေပေါ့နော်အဲ့ကြတော့ကျွန်တော်နောက်တစ်ခုပြောချင်တာကဒီမှာကျွန်တော်တို့ကဒီမှာဟိုဖြုတ်တာတွေတက်တာတွေကိုကျွန်တော်တို့ကဂရုစိုက်ရမယ်ဆိုတာကျွန်တော်တို့ကဒီမှာဒီကတိုင်းချမ်းတွေကကျွန်တော်တို့ကတန်နေဖြစ်တဲ့အတွက်ကျွန်တော်တို့ကတူကဒီလိုတန်တူနဲ့ထုလို့မရဘူးဒီလိုတန်တူနဲ့ထုလို့မရဘူးတန်ရင်းဆိုရင်ပိတ်သွားမှာဆိုတော့ကျွန်တော်တို့ကတချို့ဒီကတိုင်းဆရာတွေပါဆိုလို့ရှိရင်ကြီးလုံးတွေဝယ်ထားအရှိကြီးလုံးတွေတက်ထုလုံးတွေနဲ့ဒါချိန်ကြတာရိုက်ကြတာပေါ့နော်အဲ့ကြတော့ကျွန်တော်ဒီကြီးလုံးတွေတက်ထုလုံးတွေရဲ့ဈေးကကျွန်တော်တို့ပမာဏဈေးများတော့ကျွန်တော်တို့ကဒီတူကိုပဲကျွန်တော်တို့ကဒီမှာဒါကိုလိုချင်တဲ့တူပေါ့နော်ဒါကတော့ကျွန်တော်တို့သုံးရင်းနဲ့ဒါတော်တော်ဟိုဖြစ်သွားတဲ့တူပေါ့အမှကျွန်တော်တို့ကဒီမှာကြီးလေးနဲ့ကျွန်တော်ဂေးစော်တာပေါ့ဒီမှာကြီးစော်တဲ့ဆိုင်မှာဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီကြီးလေးစော်ထားတဲ့အတွက်ကျွန်တော်တို့ကဒီကတိုင်းတွေကိုရိုက်တဲ့နေရာမှာမနာတော့ပေါ့နော်ဒီကတိုင်းနာတဲ့ဟာမျိုးရမရှိတော့ဘူးကျွန်တော်တို့ဒီလိုလေးတွေစော်ရတယ်အဲ့ဒါလေးတွေကျွန်တော်တခါလေးပြောပြပေါ့တော့ကြလေတန်ရိုက်လိုက်လို့ရှိရင်ကတိုင်းတွေပိတ်သွားမှာဆိုတဲ့အတွက်ကျွန်တော်ကဒါလေးလေးပြောပြဖြစ်ပါတယ်